တနေ့တာလုံးမှာတင်လုံနေတဲ့အရာတချို့ကတင်းမထီလိုက်ပဲတင်ရဲ့ကူးသူတွေကိုတဖြည်းဖြည်းရောနေလားလူများစုကအပစ်ကြီးတွေကိုသာကြောက်ကြရဲ့ဒါပေမဲ့အသေးစားအကျင့်ဆိုးတွေကပဲနေတိုင်းတင်ဖုံးကန်ကိုစုပ်ယူနေတတ်ပါတယ်ဒီနေ့ဗုဒ္ဓတရားအရာလူများစုမတိမတာလုံနေမိတဲ့ကူးသူရော့စေသောအပြုအမူ၅ချက်ကိုတစ်ချက်ချင်းပြောပြပေးမယ်မင်္ဂလာပါဖုံးကန်ဆိုတာတနေ့တည်းနဲ့မတက်သလိုတနေ့တည်းနဲ့လည်းမကြပါဘူးဒါပေမဲ့နေ့စဉ်အချင်းလီတွေကပဲတင်ဘဝရဲ့ကံလန်းချောင်းကိုတဖြည်းဖြည်းပြောင်းလဲသွားစေပါတယ်အခုပြောမယ့်အချက်တွေထဲမှာတင်ကိုယ်တိုင်လုံနေမိတာရှိနေပါတယ်အချက်တစ်မတိပဲစိတ်ထဲကနေမနာလို့ချင်းတခြားသူအောင်မြင်တာမြင်ဘာလို့သူပဲကံကောင်းတာလဲငါကတော့ဘာမှမဖြစ်ဘူးလို့စိတ်ထဲမှာခဏလေးပဲဖြစ်သွားတာတော့ဒါဟာမနာလို့စိတ်ပါဗုဒ္ဓတရားအရာမနာလို့ချင်းကမေတ္တာကိုရော့စေတယ်ကုသိုလ်ကိုရော့စေတယ်စိတ်ငြိမ်းချမ်းမှုကိုဖျက်ဆီးတယ်မနာလို့စိတ်ကအပိဓမ္မာမမီရပါပဲအတွင်းကကုသိုလ်ကိုတဖြည်းဖြည်းစားနေပါတယ်အချက်နဲ့မိဘဆရာတကြီးတွေကိုမလေးစားခြင်းယူနီခေတ်မှာလူငယ်တချို့မတိမတာလုံနေမိတာကစကားပြန်ခေါ်ခြင်းမျက်နှာမူမကောင်းခြင်းစိတ်ထဲမှာမလေးစားခြင်းဗုဒ္ဓဘာသာမှာမိဘကုံကျေးဇူးဟာအလုံးကြီးမှာပါတယ်မိဘကိုမလေးစားခြင်းကဖုံးကန်ကိုမြန်မြန်ရော့စေတဲ့အကြီးဆုံးအကြောင်းရင်းတွေထဲကတစ်ခုပါအချက်၃အလာကားလိန်ပြောခြင်းဒီတစ်ခါပဲအကြီးကြီးမဟုတ်ပါဘူးလို့ထင်ပြီးလိန်ပြောတာတိတ်ထိတွေတကယ်တော့ဒါဟာမူတာဝါဒပါမူတာဝါဒများလာတာနဲ့ယုံကြည်မှုရော့တယ်ကုသိုလ်ရော့တယ်ကံလန်းချောင်းမိုင်းလာတယ်ဗုဒ္ဓတရားအရာစကားမှန်ခြင်းကအလွန်ကြီးမားတဲ့ကုသိုလ်တစ်ခုပဲဖြစ်ပါတယ်အချက်၄အွန်လိုင်းမှာမကောင်းဆုံးကုန်းမှများရေးခြင်းယနေ့ခေတ်အန်ဒီရဲ့အသစ်ကခီးဘုတ်ကားမှာလူတစ်ယောက်ကိုဆဲခြင်းလောင်ခြင်းမကောင်းပြောခြင်းဒါတွေကတကယ်လူကိုမထီပေမဲ့ကံကိုတိုက်ရိုက်ထိခိုက်စေပါတယ်ဗုဒ္ဓတရားအရာစကားကများထက်ပိုထိခိုက်နိုင်တယ်အချက်၅ကုသိုလ်လုပ်ဖို့ရွှေဆိုင်နေခြင်းနောက်မှလုံးမယ်အချိန်ရှိသေးတယ်ဒီအတွေ့ဟာအလွန်အန္တရာယ်ရှိပါတယ်ဘုရားရှင်တွင်တင်တာကကုသိုလ်ကိုမြတ်မြတ်လုပ်ပါဘဝကမတေးချပါဘူးမနေ့ရှိတဲ့လူယနေ့မရှိနိုင်ပါဘူးဒီနေ့ပြောခဲ့တဲ့အချက်၅ချက်ထဲမှာသင်လုံနေမိတာရှိခဲ့ရင်ဒီနေ့ကစပြီးပြောင်းလဲလို့ရပါတယ်ဖုံးကားဆိုတာမမြင်ရပေမဲ့ဘဝကိုအရန်တက်ရောက်ပါတယ်ဒီဗီဒီယိုကတင်းတော်အထုံးဝင်ခဲ့ရင် like လုပ်ပေးပါ bell subscribe လုပ်ပေးပါ comment မှာထားတူလို့ရေးခဲ့ပါအားလုံး